ကျွန်တော်ကတော့မဲဆန္ဒနယ်အမှတ်6မှာမြို့သားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ရှင်ပြိုင်မဲ့ဦးတင်ဦးဖြစ်ပါတယ်ကျွန်တော်ဇာတိကတော့ဂျာဘရောင်းဇာတိဖြစ်ပါတယ်ကျွန်တော်ရဲ့မိဘနှစ်ပါးကတော့ဥပသင်းထော်အောင်များဖြစ်ပါတယ်ကျွန်တော်အဖေဥပသင်းကတော့ဂျာဘရောင်းမြို့ရဲ့တောင်ဘက်3မိုင်ကဝေးတဲ့ကျော်လက်ရဇာတိဖြစ်ပါတယ်ကျွန်တော်အမေတော်အောင်ရကတော့ဂျာဘရောင်းမြို့ရဲ့တောင်ဘက်9မိုင်ကဝေးတဲ့စလင်းတောင်ရွာဇာတိဖြစ်ပါတယ်ကျွန်တော်အဖေတို့အမေတို့ကတော့တောင်သူလုပ်ငန်းတွေပဲလုပ်ကိုင်စားတော့ကြပါတယ်ကျွန်တော်အဖေရဲ့ပညာရည်ချင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဘုန်းကြီးကျောင်းအတွက်လီလန်းပဲတက်ပါတယ်ကျွန်တော်အမေပညာရည်ချင်းပြောမယ်ဆိုရင်တော့အများကြီးပေါ့ဗျာရေလို့တောင်မရဘူးရေလို့မရတာကတော့3ညကိုဘာနဲ့မြောက်3ညပဲရတယ်ဆိုတော့စမ်းတက်ဘူးပေါ့အဲ့တော့ကျွန်တော်ကတော့အဖေလေးတန်းအမေစမ်းတက်ကနေပေါက်ဖွာလာတဲ့ဒေါ်သားတယောက်ပဲဖြစ်ပါတယ်ကျွန်တော်အဖေကတော့သူ့သားသမီးတွေကိုတော့ပညာတက်စေခြင်းနဲ့ဆန္ဒရှိပါတယ်ဖေကနေပြီးတော့ပညာသင်ကြားစေခြင်းတာဖြစ်တဲ့အတွက်ကျွန်တော်ကြိုးစားပြီးတော့ပညာသင်ကြားခဲ့ရပါတယ်။ဘာကြောင့်ကြိုးစားပညာသင်ရတာလဲဆိုတော့အဖေကကျွန်တော်စိတ်ဓာတ်ခွန်အားပေးခဲ့တယ်။အဲ့ဒီစိတ်ဓာတ်ခွန်အားကတော့ဘာလဲဆိုတော့မသားမင်းပညာမသင်နိုင်ရင်တော့မေတ္တာဝင်မထားနိုင်ရင်အဖေတောင်းအဲ့တော့ပညာကိုတတ်အောင်သင်ကြလောက်သင်ဖေရအောင်ထားပေးမယ်အေးစုံကန်းတိုက်ပြီးဆိုရင်တော့မေတ္တာဝင်အဖေကတော့ရှိတာတောင်ပေါင်နှံရောင်းချပြီးတော့ထားပေးမယ်ကွာဆိုပြီးတော့မှရဲတော့စိတ်ဓာတ်ခွန်အားနဲ့အဖေကပေးခဲ့ပါတယ်အဲ့ဒီစိတ်ဓာတ်ခွန်အားကြောင့်လည်းပဲကျွန်တော်10တန်းကို1990နှစ်93မှာစာမိုးပဲဖြည့်ဆိုပြီးတော့တစ်နှစ်ထဲအောင်မြင်ခဲ့ပါတယ်ဒီလိုအောင်ပြီးတဲ့အခါကျတော့လည်းပဲကျွန်တော်မကွေးတက္ကသိုလ်မှာယူပဗေဒဘာသာရပ်အဓိကနဲ့ကျွန်တော်6လလောက်ပညာသင်ကြားခဲ့ပါတယ်အဲ့ဒါပြီးတဲ့အခါကျတော့ကျွန်တော်ဒါနဲ့တင်အားမရပဲနဲ့စက်မှုတက္ကသိုလ်လိုဟာမျိုးကိုတက်လို့ရအောင် GTI ဝင်ဖြည့်မယ်ဆိုပြီး GTI ဝင်ဖြည့်ပြီးအောင်မြင်ခဲ့ပါတယ်အဲ့လိုဖြည့်ပြီးတော့မန္တလေးမှာ GTI တစ်နှစ်စက်မှုလက်မှုသိပ္ပံမှာတစ်နှစ်တက်ခဲ့ပါတယ်အဲ့လိုတက်နေရင်းနဲ့ကျွန်တော်စစ်တက်ကတူကိုဒီမောစာမွေးဖြည့်မယ်ဆိုပြီးကျွန်တော်စစ်တက်ကတူပတ်စင်စကူဘူလောင်းတင်နာမှာဖြည့်ခဲ့တာပါကျွန်တော်စစ်တက်ကတူမှာ၄နှစ်ပညာသင်ကြားပြီးတဲ့အခါကျတော့ဒုတိယဘူဘဝနဲ့ကျွန်တော်ဗိမြို့မှာတာဝန်ထမ်းဆောင်ရပါတယ်အဲ့ဒီဒုတိယဘူကနေပြီးတော့မှကျွန်တော်တက်မှဘုံမှုချုပ်ဖြစ်သည့်အထိတက်မတော်မှာ32နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်ကျွန်တော်တန်တမန်ဘဝကိုရောက်ပါတယ်ဓမ္မဘုရားနေပြီးတော့တန်တမန်ရောက်တဲ့အခါကျတော့တိရိလင်္ကာနိုင်ငံမှာတိရိလင်္ကာနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်အဲ့တော့တိရိလင်္ကာနိုင်ငံမှာကျွန်တော်3နှစ်ခွဲခန့်တာဝန်ထမ်းဆောင်ရပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တောင်အာဖရိကနိုင်ငံကိုတန်အမတ်ကြီးအဖြစ်ပဲဆက်လက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်တောင်အာဖရိကနိုင်ငံမှာ2နှစ်ခွဲခန့်တာဝန်ထမ်းဆောင်ရပါတယ်အပြီးတဲ့အခါကျတော့ကျွန်တော်စင်ကာပူနိုင်ငံကိုဆက်လက်ပြီးတော့မှမြန်မာတန်မတ်ကြီးအဖြစ်ပြောင်းရွှေ့တာမှာထမ်းဆောင်ရပါတယ်စင်ကာပူနိုင်ငံမှာတော့ဗျာထမ်းဆောင်တဲ့အခါကျတော့ဒီအဲ့ဒီမှာလေကျွန်တော်2နှစ်ခွဲလောက်ကြာပါတယ်ကျွန်တော်နိုင်ငံသားရေးဝန်ကြီးဌာနမှာ2013ခုနှစ်မှာတန်မတ်ကြီးဘောကနေပြီးတော့ဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရပါတယ် Diplomacy is the first line of defense လို့လည်းခေါ်ပါတယ်ဘာပဲဖြစ်ဖြစ်နိုင်ငံရေးရာကိစ္စရပ်တွေကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာအခြားသောနိုင်ငံအရပ်တွေနဲ့တွဲဆုံညှိနှိုင်းဆွေးနွေးတဲ့အခါမှာဒီတန်တမန်ကထိဆုံးအောင်ဆောင်ရွက်ရတာပဲဖြစ်ပါတယ်နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံဆက်ဆံဆောင်ရွက်တဲ့အခါမှာစစ်ဖြစ်ဖို့လည်းကြီးညာလို့ရတယ်ဗျာစစ်ရက်ဆဲဖို့လည်းကြီးညာလို့ရတယ်ဗျာအင်မတန်မှအရေးကြီးတဲ့ခြေတန်းကြကနေဆောင်ရွက်နေကြတဲ့တန်ခင်းတမန်ခင်းတန်တမန်အလုပ်ပဲဖြစ်ပါတယ်ဒီအလုပ်တွေကိုလည်းပဲကျွန်တော်တာဝန်ထမ်းဆောင်တဲ့အခါမှာအောင်မြင်နဲ့ကျွန်တော်တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်ကျွန်တော်နိုင်ငံရေးဝန်ကြီးဌာနမှာဒုတိယဝန်ကြီးနဲ့တာဝန်ထမ်းဆောင်ရတဲ့2016ခုနှစ်မှာကျွန်တော်လိင်စားရခဲ့ပါတယ်ကျွန်တော်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ကွန်ပျူတာရေးပါတီမှာလည်းပဲဘိုးကော်မတီဝင်အဖြစ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဘိုးကော်မတီဝင်အဖြစ်ကျွန်တော်6နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့နောက်ထပ်6လမှာတော့ဘိုးလုံးမှုဆောင်ကော်မတီဝင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒီလိုထမ်းဆောင်တဲ့အခါမှာကျွန်တော်လည်းပဲတန်တမန်ဘဝကနေလာခဲ့တာဆိုတော့ကျွန်တော်ကပါတီက
နိုင်ငံတကာဆက်ဆံရေးဌာနမှာဌာနမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်2022ခုနှစ်ဩဂုတ်လထဲရောက်တဲ့အခါကျတော့ကျွန်တော်ကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့မြို့တော်ဝန်အဖြစ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေကျွန်တော်ကိုတာဝန်ပေးပါတယ်ဒီလိုတာဝန်ပေးတဲ့အခါကျတော့လည်းပဲကျွန်တော်နေပြည်တော်ကောင်စီနဲ့မြို့တော်ဝန်အဖြစ်ပေးရတဲ့တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ဘဝမှာမမတ်ရရတခုတော့ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့2023ခုနှစ်မတ်လရဲ့အင်မတန်ပူပြင်းတဲ့ရက်တရက်မှာကျွန်တော်ရဲ့လက်အောက်ကနေပြီးတော့မှဝန်ထမ်းတွေကပြီးတော့ဝန်ကြီးတဲ့ပြည်မနာမျိုးထဲမှာရှိတဲ့ရှမ်းကန်ကြီးရေတွေခန်းချောက်နေပြီငါးတွေလည်းသေးလိတ်တွေလည်းသေးကန်ကြီးကလည်းပတ်ကြားတွေအကုန်ပြီးဆိုတော့ကျွန်တော်ကိုတင်ပို့ပါအဲ့ဒါကျွန်တော်ဒီကန်ကြီးကိုကျွန်တော်သွားကြည့်ပါတယ်သွားကြည့်တဲ့အခါကျတော့လေဟုတ်တယ်ဗျာကန်အလေကတရားလေးမှာကျွန်တော်သွားကြည့်တဲ့အခါကျတော့ကျွန်တော်ဝန်ထမ်းတွေကနေကျွန်တော်ကိုကြားပါတယ်ဒါမျိုးတော့ဝန်ကြီးတွေ့တဲ့အတိုင်းပဲပတ်ကြားတွေလည်းငါးတွေလည်းသေးအနံ့တွေလည်းမကောင်းစသည်အပြင်ဒီလိုဖြစ်နေတဲ့အခါကျတော့အေးကွာဒီလိုအခြေအနေဖြစ်နေလို့ရှိရင်တော့ဒီကန်ကြီးကိုငါပြန်ဆဲမယ်ကွာဆိုပြီးတော့ကျွန်တော်ရဲ့လက်အောက်ကဝန်ထမ်းတွေကိုပြောပါတယ်ကျွန်တော်တို့ရေကန်တူးဖို့ရာအတွက်ဖက်ခိုးတွေရေကြီးတယ်ဖို့ဓာန်ပါတွေရေကန်ထဲမှာတူးတဲ့ဘောပါတဲ့ကျွန်တော်တို့ဖက်ခိုးတွေဒါတို့လည်းမရှိဘူးတဲ့အမရှိရင်လည်းပဲရှိတဲ့ဌာနကနေပြီးတော့ရှားကြပြီးတော့ငှားပြီးတူးတာပေါ့ပါကျွန်တော်ကပြောပါတယ်ကျွန်တော်လည်းပဲပြည်သူလူထုပေါ်မှာထားရှိတဲ့စိတ်ထားတစ်ခုနဲ့ပေါ့နော်ကျွန်တော်စပြီးတော့တူးဖို့ရန်ကြံစီစူးစမ်းလှုပ်ဆောင်ခဲ့ပါတယ်ဒီရှမ်းကန်ကြီးဆိုတာကလည်းပဲနှစ်ပေါင်း900လောက်ခဲ့တဲ့အတိုင်းတူးခဲ့တာဆိုတော့ပြည်တော်စုနယ်မြေရဲ့သမိုင်းတန်ဖိုးအင်မတန်မှကြီးမားတဲ့ရှေးဟောင်းကန်ကြီးတကန်ဖြစ်ပါတယ်ဒီလိုကန်ကြီးကိုတူးဖော်တဲ့အခါမှာကျွန်တော်တယောက်တည်းနဲ့တော့တူးလို့ရခဲ့တာမဟုတ်ပါဘူးနိုင်ငံတော်အစိုးရရဲ့ပံ့ပိုးမှုဒေသခံမြို့လူထုတွေရဲ့ပူးပေါင်းပါဝင်မှုဟာအင်မတန်မှအရေးကြီးခဲ့ပါတယ်အဲ့တော့ကျွန်တော်နဲ့ဒေသခံပြည်သူလူထုတွေနေ့စဉ်ထိတွေ့ပြီးတော့မှရခင်တုန်းကမိဘပြည်သူတွေမြင်နေတဲ့တွေ့ကြရဘူးတဲ့ရှမ်းကန်ကြီးနဲ့အခုတာယာယာနဲ့လှပပနဲ့ဟလာစတီးလေရန်နေနဲ့လမ်းလျှောက်လို့ရတာတွေနဲ့အားကစားပစ္စည်းတွေကြည့်ရတာတွေနဲ့ကျန်တဲ့အစာအုပ်တွေနဲ့ဝေဆာနဲ့တတ်တန်ရှင်းနဲ့ဖြစ်နေတဲ့ရှမ်းကန်ကြီးတစ်ခုကိုအခုမြို့လူထုတွေမိဘပြည်သူတွေရဲ့ရှေ့မှာမြင်တွေ့နေရမှာပါဒါလေးဟာလည်းပဲကျွန်တော်မြို့တော်ဘဝမှာတော့မှတ်ရအမှတ်တရစူးစမ်းမှုလေးတစ်ရပ်ပဲဖြစ်ပါတယ်အဲ့တော့မြို့တော်ဘဝမှာကျွန်တော်ရှမ်းကန်ကြီးတူးပြီးတဲ့ခါကျတော့လည်းပဲအရှိန်ရသွားလို့တော့မသိဘူးဗျအဲ့ဒီမှာအထက်ကပြည်မနာအထက်က3နားမှာရှိတဲ့မြစ်တာကန်1နှစ်ပတ္တကန်တို့ကျွန်တော်စုစုပေါင်းကန်9ကန်လောက်ဆက်တူးလိုက်တယ်အဲ့တော့တောင်အမှုဘွားတော်ကလည်းပဲကျွန်တော်မိတ်္တရာကန်ကြီးကိုတူးခဲ့တယ်မြို့တော်ဝန်ဘွားရောက်တဲ့ခါကျတော့လည်းပဲကန်9ကန်လောက်ကျွန်တော်ဆက်လက်ပြီးတော့ဆယ်ခဲ့တာပေါ့ဗျာဒါကလည်းပဲကျွန်တော်ရဲ့ညီလေးမှာရှိတဲ့ပြည်သူလူထုအပေါ်မှာတက်နိုင်သမျှလေးငါကောင်းအောင်ဆောင်ရွက်မယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ကျွန်တော်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။နောက်ကျွန်တော်မြို့တော်ဝင်ဖြစ်တော့မှလည်းပဲကျွန်တော်ပြည်တော်စုနယ်မြေကြီးမှာစိမ့်လန်းဆိုပြစီခြင်းတဲ့အတွက်ကျွန်တော်မကြီးပြိုးပင်ပေါင်း12သိန်းခွဲလောက်ကျွန်တော်ပြိုးခဲ့တယ်။အဲ့တော့အပင်လေးစိုက်တာနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကလည်းလုပ်တယ်လို့နိုင်ငံတော်နဲ့အတူကျွန်တော်ကလည်းပဲတတာပါဝင်ပြီးတော့မှစီဘောပေါ့ဗျာအစီတွေကိုကျွန်တော်တို့ကရှင်လေးတွေနဲ့လုံပြီးတော့မှမကြီးပြိုးစီတွေကိုလည်းပဲတက်ကုန်းနယ်မြေနဲ့အခြားသောဒေသတွေမှာအဲ့ဒီလိုအပင်တွေဖြစ်ပေါ်ရအတွက်ရဟတ်ရင်ပေါ်ကနေပြီးတော့ကျွန်တော်ကျဲချစိုက်ကြတာတွေလည်းလုပ်ခဲ့တယ်ဗျာကျွန်တော်နေပြီးတော့ကောင်စီဥက္ကဋ္ဌနဲ့မြို့တော်ဝင်ဖြစ်တစ်နှစ်လောက်တာဝန်ထမ်းဆောင်ပြီးတဲ့အခါကျတော့ကျွန်တော်တာသရိုင်းနဲ့ရည်ကြီးမှုဝန်ကြီးဌာနကိုပြည်တော်စုဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်ရတယ်ဗျာကျွန်တော်တာသရိုင်းနဲ့ရည်ကြီးမှုဝန်ကြီးဌာနကိုရောက်တဲ့အခါကျတော့ပုံမှန်လုပ်ငန်းတွေလည်းလုပ်တာပေါ့ဗျာအဲ့လိုလုပ်ငန်းတွေလုပ်ရင်းနဲ့အတူကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြမယူရနှစ်သက်ကူအတာတကြံပွဲတော်ကို UNESCO ကနေပြီးတော့မှ Drama ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံရအောင်ကျွန်တော်2023ခုနှစ်မှာကြိုးစားခဲ့ပါတယ်2024ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာ
ကျွန်တော်တို့မြမရိုးရာအတာတကြံပွဲတော်ကို drum မဲ့ရည်ကြီးမှုအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံရတယ်။ဒီပြိုင်တည်းမှာပဲကျွန်တော်တို့မြမရဲ့တနခါလေးကြီးဒလေးကိုလည်းပဲ UNESCO ကနေအတိအမှတ်ပြုဖို့ရန်အတွက်ကျွန်တော်အခု2024ခုနှစ်မှာစူးစမ်းခဲ့ပါတယ်။2025ခုနှစ်အခုဒီဇင်ဘာမှာဒါကိုလည်းပဲ UNESCO ကနေအတိအမှတ်ပြုခံရဖို့အတွက်ကျွန်တော်စူးစမ်းဆောင်ရွက်ခဲ့ပါတယ်။ဒီလိုဆောင်ရွက်ခြင်းဟာလည်းပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကဘာကသိအောင်ကျွန်တော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့မြန်မာရိုးရာယဉ်ကျေးမှုအစိုးအကအရေးအကြီးပြိုင်ပွဲကြီးများအကြောင်းမျိုးကြောင့်9နှစ်လောက်ရပ်ဆိုင်းထားခဲ့ရနေပြီးတော့မှအခုကျွန်တော်လက်ထက်မှာပြန်လည်ပြီးတော့ကျင်းပနိုင်ခဲ့ပါတယ်။ဒီ2025ခုနှစ်မတ်လ28ရက်နေ့မှာလည်းပဲမန္တလေးကလေးကြီးဖြစ်ပြန်ရောဗျာမန္တလေးကလေးကြီးဖြစ်တဲ့အခါကျတော့မိဘပြည်သူတွေအားလုံးသိကြတဲ့အတိုင်းပဲဒီရှစ်မြို့နယ်လုံးမှာရှိတဲ့ဒီလိုခံစားခဲ့ကြတဲ့အထက်မှာဝန်ထမ်းတွေရောပြည်သူတွေရောအလွန်အသီးသီးဟာငလင်ဘေးဒဏ်ကြီးကိုခံစားရပါတယ်ဒီလိုခံစားရတဲ့အထက်မှာလူအပ်ချက်တွေကိုလည်းပဲကျွန်တော်တို့တတ်နိုင်သမျှဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်ဘဝပြန်ကြည့်မယ်ဆိုလို့ရှိရင်ငယ်စဉ်တုန်းကလည်းပဲငယ်စဉ်ဘဝမှာစင်စင်ရဲရဲနဲ့ခဲခဲတွေကိုဖြတ်ကျော်ခဲ့ရတယ်အဲ့ဒါပြီးတဲ့ခါကျတော့တတ်မတော်သားဘဝကောင်းခဲ့တာလည်းရှိဆိုးခဲ့တာလည်းရှိအမျိုးမျိုးတွေ့ကြုံပြီးတကလားနယ်မြေဒေသတွေရဲ့အုပ်ချုပ်မှုတာဝန်တွေစစ်စင်ရေးတာဝန်တွေထမ်းဆောင်ရင်းနဲ့အတွေ့အကြုံကောင်းတွေလည်းရရှိခဲ့ပါတယ်ဒါပြီးတော့ကျွန်တော်တန်တမန်ဘဝမှာလည်းပဲနိုင်ငံတကာစစ်ဆန်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံကောင်းတွေရရှိခဲ့ပါတယ်ဒီလိုရရှိရင်းနဲ့အတူကျွန်တော်ပြည်သူလူထုရဲ့ကောင်းကျိုးတွေကိုလည်းကျွန်တော်ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်ဒါပြီးတဲ့အခါကျတော့ကျွန်တော်နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့မြို့တော်ဝန်ဘဝဒီမှာလေးပဲပြည်တော်စုနယ်မြေရှစ်မြို့နယ်လုံးရဲ့ပြည်သူလူထုနဲ့ထိတွေ့ပြီးတော့မှရှန်ကန်တူခဲ့တာတွေမြစ်တာကန်တူခဲ့တာတွေလမ်းတွေပေါက်ခဲ့တာတွေအနာတောင်သူလယ်သမားတွေနဲ့ဟလာကျွန်တော်တို့ဒါတွန်းအားစုတွေဟလာဆောင်းရွက်ပေးခဲ့တာတွေဆက်မှုစုံတွေဒါပေါ်ဆောင်ပေးခဲ့တာတွေနောက် MSME ဟလာပေါ့နော်အသေးစားအလတ်စားနဲ့ဆက်မှုလုပ်ငန်းတွေဆောင်ရွက်ခဲ့တာတွေနောက်သဘာဝဘေးအန္တရာယ်ဖြစ်ရှင်းဆောင်ရွက်ပေးခဲ့တာတွေနောက်ပြည်တော်စုဝန်ကြီးဘဝမှာလည်းပြည်တော်စုဝန်ကြီးဘဝအလျောက်ပေါ့နော်ဟလာကျွန်တော်ခုနေ့ကကျွန်တော်ပြောခဲ့ပြီးသားဖြစ်တဲ့လုပ်ငန်းဆောင်ရွက်ခဲ့တာတွေပေါ့နော်ကန်တူးခဲ့တာတွေကျင်းချင်းမှုအမွေနဲ့ဖော်ထုတ်ခဲ့တာတွေဒါတွေကျွန်တော်ဆောင်ရွက်ခဲ့တဲ့အခါကျတော့ကျွန်တော်မှာအတွေ့အကြုံကောင်းတွေရရှိခဲ့အဲ့ဒီအတွေ့အကြုံကောင်းတွေရရှိရတဲ့အတူအဲ့ဒီအတွေ့အကြုံနဲ့အတူပြည်သူလူထုအပေါ်မှာလည်းကောင်းတာတွေကိုလုပ်ခွင့်ရခဲ့တယ်ကျွန်တော်ဘဝတစ်လျှောက်မှာငယ်ငယ်ကလေးကအတိုင်းဒီကနေ့အထိကောင်းတာတွေကိုတတ်နိုင်သမျှကြိုးစားလုပ်ခဲ့တယ်။ယခင်တုန်းကလည်းကောင်းတာတွေလုပ်ပြီးကြိုးစားခဲ့အခုလည်းကောင်းတာတွေလုပ်ပြီးကြိုးစားဆဲပါအဲ့ဒီလိုကြိုးစားဆဲဖြစ်တဲ့အတွက်နောင်လည်းပဲပြည်သူလူထုအတွက်ကောင်းတာတွေကိုဆက်ပြီးတော့လုပ်ပေးနေခြင်းသေးတယ်။ဒါဟာဘာဖြစ်လို့လဲကျွန်တော်ရရှိလာတဲ့အတွေ့အကြုံဒီပုံမှာမူတည်ပြီးတော့ပြည်သူအတွက်ကျွန်တော်ဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ခြင်းဒီလိုတာဝန်ထမ်းဆောင်တဲ့အခါမှာကျွန်တော်ငကိုတွေကတိုင်ပါတီဝင်ဖြစ်ပြီးသားဖြစ်တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာဆက်လက်ပြီးတော့မှတာဝန်ထမ်းဆောင်နေဖြစ်ပါတယ်ဒီလိုပါတီတာဝန်ထမ်းဆောင်တဲ့အခါမှာလည်းပဲကျွန်တော်တို့ကနိုင်ငံကိုတည်ဆောက်တဲ့အခါမှာကျွန်တော်တို့တွေဟာအစိုးရဖွဲ့နိုင်ဖို့ကြိုးစားရပါတယ်အစိုးရဖွဲ့ဖို့ကြိုးစားတဲ့အခါမှာလည်းအစိုးရဖွဲ့နိုင်ဖို့အတွက်ရွေးကောက်ပွဲဝင်ရပါတယ်အဲ့ဒီရွေးကောက်ပွဲဝင်တဲ့အခါမှာကျွန်တော်တို့လည်းပဲနိုင်ငံကောင်းကျိုးကိုဆောင်ရွက်နိုင်ဖို့ရအတွက်ရွေးကောက်ပွဲကိုပါဝင်ရှင်းပြိုင်မယ်ဆိုပြီးတော့ကျွန်တော်ပြည်ထောင်စုနယ်မြေရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ရှင်းပြိုင်အရွေးခံခြင်းဖြစ်ပါတယ်အဲ့လိုဆန္ဒရှိတဲ့အတွက်မိဘပြည်သူတွေကကျွန်တော်ကိုရွေးချယ်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်မိဘပြည်သူတွေရဲ့ကျန်းမာရေးပညာရေးလူမှုရေးစီးပွားရေးစတဲ့အရာတွေနဲ့တောင်သူလယ်သမားအရေးကျွန်တော်တို့အလုပ်သမားအရေးဒ
ဒါတွေကိုအကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံတော်ကြီးကိုလည်းပဲခင်ပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတရက်ဖြစ်အောင်အုတ်တစ်ချက်သဲတပွန်အနေနဲ့ကျွန်တော်ကိုရောစိတ်ပါကောင်းကျိုးစေတနာမွန်နဲ့အတက်နိုင်ဆုံးစ조사ဆောင်ရွက်ပြီးသွားပါမယ်လို့ကျွန်တော်ကတိပြုပြောကြားရင်းမိဘပြည်သူတွေကိုကျွန်တော်ရဲ့အကြောင်းနဲ့ကျွန်တော်ရဲ့ဂတိလေးကိုပြောကြားရင်းကျွန်တော်ညီကုန်းချုပ်ပါတယ်မိဘပြည်သူတွေအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ